မျိုးရီအားလုံးပဲမင်္ဂလာရှိတော့ညနေခင်းလေးပါဗျအားလုံးပဲစိတ်ချမ်းသာကိုယ်ကြမ်းမှရင်နဲ့ပြည်စုံကြပါစေဗျအဲ့တော့ဒီကနေ့8ရက်9လ8ရက်5လ2025ပေါ့နော်ကျွန်တော်တို့ကြာတာဗရင်းညနေအတွက်ကိုကျွန်တော် free နေတိုင်းအရန်ကနန်း organ လေးပြောပြပေးပါမယ်ဗျာနော်အဲ့တော့အရန်ကနန်းကတော့3ညနှစ်ပေါ့နော်3ညနှစ်11အပူ3ညနှစ်11 3948ပေါ့နော်အရန်ကနန်း3ညနှစ်11 3948ပါဗျာ3ညနှစ်11 3948နော်အော်မဲကနန်း9ခွန်6ဘူး65ပေါ့နော်အော်မဲကနန်း9ခွန်65 6ဘူးပေါ့နော်အော်မဲကနန်း9ခွန်65 6ဘူးပါဗျာနော်အဲ့တော့အပူကြရင်တော့အဲ့ထဲမှာ1ဘူးနဲ့6ဘူးပါတယ်ဗျာနော်အဲ့တော့3ညနှစ်11 3948ကအရန်ပေါ့နော်9ခွန်65 66အော်ပါဗျာ3ညနှစ်11 3948ကအရန်9ခွန်65 66အော်ပေါ့နော်အဲ့တော့မနက်ကတော့40ကိုကျွန်တော်အရင်ရက်တည်းကကြော်ညာထားတဲ့အတိုင်းပဲနော်ဒါတကွက်ကောင်း3ရက်ကြံ3ရက်မွေးပေါ့နော်ကျွန်တော်တို့ဗုဒ္ဓဦးကြတာပဲတောက်ကြ9000နံပေါက်ပေးနော်တကွက်ကောင်းအောက်ပါတယ်နော်40မနက်ကထွက်တယ်အဲ့တော့9000နံနှစ်ကွက်လည်းအောင်တယ်ပေါ့နော်30နဲ့40ကျွန်တော်ပေးလိုက်တယ်အဲ့တော့မနက်က40 12နိုင်10မိနစ်မှာထွက်တော့ဗုဒ္ဓကြတာပဲတောက်ကြကျွန်တော်အရင်ရက်ကကြော်ညာထားတဲ့အတိုင်းကြံ3ရောက်စာအထူးမွေးပေါ့နော်နှစ်ကွက်ကတော့9000တစ်ကွက်ကောင်းကတော့9000ပေါ့နော်9000နံကတော့30နဲ့40ပေးလိုက်တယ်ဗျာနော်9000နံကတော့40ပေးလိုက်တယ်ပေါ့နော်အောင်မြင်သွားပါတယ်ဗျအဲ့တော့ကျွန်တော်နောက်ရက်ဒီမှာပဲအဲ့ဒါကိုချပြပေးပါမယ်နော်အောင်မြင်သွားတဲ့ဟာလေးတွေကိုကင်မရာဒီမှာဒီတိုင်းအပြင်ကနေရိုက်ရဆိုကင်မရာလဲလို့မရလို့ပါနော်ကျမ်းမာရေးကလည်းတိတ်မကောင်းရင်ဘူးဗျာတယ်လီဂရမ်မှာတော့တင်ပေးထားပါတယ်နော်တယ်လီဂရမ်လင့်လေးပေါ့နော်အဲ့တော့တကယ်လို့တကွက်ကောင်းဒီဗုဒ္ဓကြာတာပဲတောက်ကြပေါ့နော်6ကြိမ်စာ3ရက်စာမွေးအောင်သွားတာကြည့်ကျင်တဲ့အမျိုးများကကျွန်တော်ဗီဒီယိုဖိုင်အောက်မှာတယ်လီဂရမ်ရဲ့လင့်ကိုချပေးထားပါမယ်အဲ့အောက်မှာကြည့်လို့ရပါတယ်နော်နောက်ရက်တွေလည်းတင်ပေးပါမယ်ဗျအဲ့တော့တကွက်ကောင်းကို9000နဲ့2ကွက်ကိုအောင်နေပေါ့နော်30နဲ့40ပေးလိုက်တာမနေ့ကအဲ့တော့တလောက်ပါပဲနော်အဲ့တော့ညနေကို900ပို့ထိုးပေါ့နော်နေ့တိုင်းကတော့ပေါက်ပေး4000 3ကွက်တကွက်ကောင်း9000နံ9000နံ2ကွက်ပေါ့နော်ယူလို့ရပါတယ်ကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143888ပေါ့နော်ညနေအတွက်ကိုယူလို့ရပါတယ်နော်3ကွက်ကတော့900ပို့ထိုးပေါက်ပေး4000 2ကွက်ကတော့9000တစ်ကွက်ကောင်းကတော့9000ယူလို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143888မှာအဆင်ပြေရဆိုလာယူလို့ရပါတယ်ဗျာနော်မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့ညနေခင်းလေးပါဗျမနေ့ညနေကတော့တစ်ချိန်အောင်သွားပြီပေါ့နော် free ဓမ္မတွေအဲ့တော့ဒီညနေလဲကျွန်တော်ကြိုးစားပေးထားပါတယ်အောင်မြင်အောင်နော်